မှာဟုတ်တယ်အေးလေကိုရောင်းအောင်ပဲအဲ့တော့ခဏနေပြီပေါ့နော်ခဏနေပြီတော့ခဏနေပြီပေါ့ရခဲ့တယ်ဆရာမလေးခြေဆုံးလည်းရနေပါရနေအဲ့ဒီရအောင်ချက်လိုက်ကြည့်လိုက်လေလောပုံကြအဲ့ရှိကြည့်ပါဦးဒီလိုမျိုးရမှာတမီးတို့လေအေးထင်လားအေးအဲ့ဒါကတော့လည်းနားနေမှာနော်ဟောအဲ့လိုတော့မရဘူးတော့အေးဒါကတော့နည်းနည်းမသိဘူးဘယ်လိုဒီလိုမှဟဲ့ဒီလိုမျိုးတော့ကိုယ်ကဟေးvisit 1 visit 2တွေနေပြီးတော့ကျန်တဲ့နေရာမှာဒီလိုမျိုးမှာ visit 2တွေရပဲကြိုက်တယ်ဆိုတော့ visit 2တွေတွေ့ရတယ် visit 1တွေရပဲကြိုက်တယ်ဆိုတော့ visit 1တွေတွေ့ရတယ်ပေါ့နော် traditional ရဲ့တခုရ traditional ဆိုတော့ Chinese ပါလေမြန်မာပေါ့နော်ဒါလေးတော့ setting လေးဖြစ်တယ်အမြင်နိုင်တဲ့နေပြီးတော့ကြည့်တယ်နော် visit 2တွေဒီခုရရှိတယ်ဒီမှာရှိဒီရ
ရ romantic သူကကျတော့ဘယ်လိုပုံစံမျိုးသွားလဲဆိုတော့ dinner vibe ပုံစံမျိုးသွားတယ် အဲ့လိုလက်မိုက်ပါ ဒီလိုမျိုး dinner vibe ပုံစံမျိုးလေးသွားတယ်နော်ဒါတော့ကိုယ်ကဒီထီးတွေပိုင်းကြိုက်ဆိုတဲ့ဒီလိုအနည်းအချုံယူပြီးတော့ဒါဆိုအပြည့်ပေါ့ဒီဇန်ထီးတွေပါပါတယ်ဒါမှမဟုတ်ခုံမဲတက်ညချင်းလေးရတယ်ဒီမျိုးလေးနော်အားလေးပါ ဘယ်လိုခံစားရလဲပြော ဒီအစီ white brown အဲ့လိုလုံးမိုက်ပဲဟုတ်တယ် ဒီကကျတော့လုံးဝစက်တင်မပါတော့ပဲလူကိုပဲနည်းနည်းဘောဘောပုံစံမျိုးလေးရေးချင် โอเคအဲ့လိုလည်းမိုက်โอเคဒီလိုမျိုးအရောင်မှာအဖြူနဲ့အမဲ ဖြူရှိမယ် မို့လဲအဖြူနဲ့မဲဆိုတာလူကိုပြောတာ လူဖြူနဲ့မဲရွေးလာတယ်ဟုတ်ကောနော်ပုံမှန်ဆိုရင်တော့အမေမအဖြူပြီးတော့ကိုကအမေပုံစံမျိုးသွားနေ ဟုတ်ကဲ့ ဒီလိုမျိုးလေးရှိတယ်တခြားကားလေးဖတ်ပြအောင်ပေါ့နော်ဒီကဆိုဝယ်တယ်သူကကျတော့ခဲရောင်ပုံစံမျိုးသွား အဲ့ဒါလေးလည်းမိုက်တယ် အဲ့ဒီခဲရလား ဒီလို ခဲ မို ရ က် နော် တခြားအယောင်လေးထည့်ကြည့်အောင်တခြားဆက်တရားထည့်ပြရဆိုတော့လေဒါတော့ in the side ဒီမှာလည်းဒီလိုမျိုးလေးရှိဒါတော့ဆို in the side print color လေးကိုမှဒီပေါ်ရှိတ်ထိုးတာပေါ့ဒါတော့လူပေါ်တာရှိတ်ထိုးရတယ်လို့ဒီနေ့မှလူပေါ်ရှိတ်ထိုးရတယ်လူပေါ်ရှိတ်ထိုးနေတယ်ဒီလိုမျိုးခေါင်းဝင်ပေါ်မှာပေါ့နော်ဒီလိုမျိုးလေးဒါဆိုရင်ဟိုရှိတ်ကလူပေါ်ဆိုရခေါင်းဝင်အစင်းစင်းလေးတွေရှိရပေါ့နော်အဲ့လိုမျိုးလေးကြိုက်နေရတာမှမဟုတ်ဘူးねလူအနောက်ကနေထိုးတာမျိုးတွေပေါ့နော်နောက်ဒီဘက်ကောင်ပဲရှိတ်ထိုးတာဒါမှမဟုတ်ဒီလိုအစင်းကြောင်းမှုပဲနဲ့လာပုံလေးတွေတဲပုံစံမျိုးလေးအဲ့လိုမျိုးလေးသွားလေလား ဒါမကြိုက် ခဲရလား ခဲလေးကြိုက်တာ ကျွန်တော်တို့ပုံစံပြလို့ရကျွန်တော်တို့လူချင်းတဲ့ပုံစံပြလို့ရ ဟု လား တ်ရတယ်ကိုပြလို့ရအဲ့ဒါလည်း visual ချက်ချက်တော့ရှိရပါပေါ့ဒီလို sparkle နဲ့ဒါလေးရှိဒီလိုမျိုးလေးရှိစက်တယ်ဒါတော့ဒီ romantic နဲ့လည်းနည်းသွားစီနေ romantic ကကြတော့ခုံပါသွားမယ်ထီးပါသွားမယ်ပေါ့ဒါတော့နောက်ကမီဆိုင်လောက်ပြီးပါသွားမယ်ဒီချက်ပြစီတယ်မတော့ခက်တယ်ပေါ့နော်ဒီဆိုင်လေးစင်တယ်လို့ရှိအားလေးရှိ ဒီလိုလေးတော့မကြိုက်ပါဘူးကျေးဇူးကြိုက်လားဟမ် တခြားတခြား တခြားဟာလေဒီကခုံးလေးမှာငိုကြိုက်တယ်လို့ပြောလို့ထောင်းလေးကနေနေတဲ့ဟာမျိုးလေးဆက်ပြန်ပြတယ်ဒီထဲမှာတော့ visit တွေကတော့ပုံပြီးဆိုလေ visit တွေရှိတယ် တမကလေးဟုတ်တယ်ခဏ miss ဒီခုံးလေးပထမဆုံးကြည့်ရတယ် တာမပါသေးဘူး ဘာလို့မပါသေးဘူးဒါတွေ ဟုတ်ကဲ့အဲ့ဒါလည်းယူလို့ရတယ် ကြာပြီလေ အားလုံးလေးနော်အားလုံးလေးကဒီဟိုလေမြန်မာဟို အသေးလေးချမ်းမပေါ်လာရေးဘူးလားကြည့်လိုက်အများကြီးရှိရေးလို့မသိတရာမဖုန်းလာခေါ်လို့ရတာမြည်မပါဘူးကြောင်အားမြည်တယ်ကြည့်သေးလိုက်ကြည့်နိုင်ကြည့်ပေါအောင်ကြည့်ဒါတော့ချစ်ဆုံးလေးနဲ့အတူအင်ကြီးလာကြွေးတာပဲဖြစ်ပါတယ်ဆိုတော့ဒီသားတက်တန်း9နှစ်မှာ9နှစ်ညောင်းအောင်နော်ဒီလိုလေးအလုပ်ဖြစ်နိုင်ခဲ့တယ်ဘယ်လိုခံစားရလဲကြည့်တော့ဒီလား
ကူလီဝတ်တို့ဒါရီယာမကြည့်တယ်ဘူးကွာအဲ့တော့ကူလီ ဝစ်ကြည့်တယ် ဝကြည့်လို့ရဝကြည့်လို့ရဝကြည့်လို့ရ မအပြည့်ရနှစ်စုံဒီစကားဒီတဲ့ဆွေး ဒါရာရာ ကာလန်ကြိုက်ကာလာလေးကြိုက်တယ်ကာလာမကြိုက်တဲ့ရတယ် ဆိုင်နေဒီနေ့ဆိုင်နေ စင်ဒရလာလုံးမလားစင်ဒရလာရောင်လေးဟမ် အယောင်နဲ့ပါအောင်ရ ဒါရောင်အဲ့လိုမျိုးကြတော့ဟိုကယူတယ်လေအဲ့တော့ဟိုခေါ်လာတယ်ဒါရောင်ဒါရောင်အဲ့ဒီရောင်ကြလာအဲ့ရောင်ကြယူလိုက်ရေးကြည့်လိုက်ဒါရောင်ကြလိုက်အဲ့မှာအရောင်တွေအများကြီးရှိတယ်ရောင်တွေအများကြီးရှိတာအနီရောင်အဲ့လိုမျိုးချက်သေးရောင်ချက်သေးအေးအဲ့ဒါလိုက်ပါမယ်မလိုက်တော့ဘူးထင်တယ်ဒါပေမဲ့အသားညိုရဲဆိုတော့လိုက်မယ်လို့ထင်တာနော် အသားရောင်နဲ့တော့လိုက်တယ် ဟုတ်လားမဟုတ်လေဒီတူးရောင်လေ ဟုတ်တယ် ဟုတ် အလင်းကတော့ရေးရေးမှု အေး စက်ကိုလေးပဲဆို မို့တူ ဒါပေမဲ့သူ ဆို ကကြ တော့ တော့ ဟိုရောင်အရောင်ကြီးကသူနဲ့ဘယ်လိုလိုက်လဲဆိုတော့ဟိုရောင်ကြီးနဲ့လာလိုက်နေအဲ့ဒါအဲ့လိုမျိုးအရောင် ဒါကြတော့လေအတူလေးပြင်နေတယ်လေ ရေးလိုက် ကော် တော့ ဖီပါလေးပါလေးထားရတော့အဲ့လိုလေး တော့ဘယ်မှာရှိရပါ့မလားဒါရှိလားဟော သူအတူလေးပဲဒီလိုလေးထိုင်နေတာ ဒီရှိရတယ်ဘယ်လိုလဲဆလာအင်ကြီးလေးရယ်နော်ဒီလမ်းဒါကတော့ တိတ်နေတာတိတ်တော့ ဒါကတော့မြန်မာ ဒီကချမ်းလေးကို မြန်မာအင်ဂျီလာယူတာပဲဖြစ်ပါတယ်ဒါကတော့သူကတော့ပိတ်ပိတ်ဆိုတာပဲစောကြီးအောင် တိတ်တိတ်နေရဒီလိုမျိုးလေအဲ့လိုရွှေပါတဲ့ကာလာမကြိုက်ဘူးဆိုလို့ရှိရင်ဒီလိုမျိုးငွေရ ဒါရလဲမှာဒါကတော့တရုတ်အင်ဂျီတွေပဲဖြစ်ပါတယ်တရုတ်အင်ဂျီတွေဟုတ်တယ်တရုတ် traditional အင်ဂျီတွေများအင်ဂျီတွေအများကြီးပဲဖြစ်ပါတယ် ဒါတော့ဟိုက ဒါကတော့ဟိုအနီအောင်မလိုက်ဘူးเนาะအနီအောင်အေးဒီညိုလေးတော့လှုပ်လိုက်နော်ဒါ ဒီကြိုက်တဲ့ရှင်ပုံနေရလာတယ်ဒါကြတယ်ဒီပုံကြီးရင်မှာ ဟုတ်တယ်ဒီရောင်လေးယူလိုက်တယ်နော် လူအညိုလေးရှိ ဟာအဲ့လိုမျိုးအညိုလေးရှိအဲ့အညိုမလေးကောင်းမကောင်း ဒါကြောင့်လေပုံနဲ့ရောက်လို့ရှင်ဒီလိုမျိုးကာလာအောက်ခံကာလာတိတ်ပေါ်ဒီအပေါ်ရွှေများများလေးပေါ့သူရပုံ ဒီလိုအင်ဂျီကကြောက်တော့ကြောက် လေး ဒါအင်ဂျီဒီမှာအများကြီးရှိရနော်ချစ်ဆုံးကြမဲ့ရာယူ ပို့ပြီးတော့အသားလေးနေပုံမျိုးလေး ဟုတ်တယ်အဲ့ဒီရောင်အဲ့ ရင် ရောင် ခိုင်းကြည့်ကြည့်ပုံနော်ဟုတ်အဲ့ဒါခိုင်းကြည့်လိုက် โอเคတာရာရာရာကတော့အင်ဂျီရယ်နိုင်ပါတော်လေးခါရလိုက်နေနေဒီ
မဟုတ်ပါမှာလဲအာသူဟိုထဲမှာတောက်ပါအာကူဒီဝဲထွဲဖြစ်ပါတယ်โอเคนะคะဆိုတော့ပြီးခဲ့တဲ့ရည်စက်တန်းငန်းနေတော့ဆိုရင်ကိုလေးဝထူတို့တရိတ်ဆန်ဥယျာဉ်သွားဖြစ်တာပေါ့နော်ဒီနေ့ကတော့ခုနှစ်နှစ်မြောက်နေ့မှာတော့ဒါရစတီဒီယိုအေမှာလာပြီးတော့ pre-wed ရိုက်ဖို့လာပြီးတော့အင်ကြီးရွေးတာပဲဖြစ်ပါတယ်ဒါတော့မတရားဘူးနော်ဒါတွေကတိတ်ကြီးသွားရင်ပြင်ချင်တယ်မတရားလေးတွေပဲဖြစ်ပါတယ်တိတ်ကြီးသွားရင်ပြင်ချင်တယ်မတရားပဲဖြစ်ပါတယ်ခင်ဗျာချီစုံလေးထွက်လာပါပြီမင်းသမီးလေးစိတ်ရလားလေးချီစုံလေးဒီလိုတားဝှချင်တာချီစုံလေးဟာလာနေရချီစုံရင်ဟာလာနေရဟိုအမတွေရခိုင်းလိုက်ပူလေးဝဲထွက်နေရအားပူလေးဝဲထွက်ဒါရနားမလီနော်ရကျူးဒီမှာလေတော့ဘယ်လိုရကျူးဒီမှာကြာဟာဘယ်လိုခံစားရလဲဒီလိုပြောအောင်ပြောတယ်မပြောတယ်ဆိုတာကဘယ်လိုလဲ ဘယ်လိုပြောရမလဲမသိဘူး ဒါပဲရှိမရှိနော်ဟိုဒီတော့မဲဒီမှာဟာစင်ရလာလီဟာ ဘယ်လိုပါဒီကိုထက်အောင်ထားရလဲ စင်ရလာလီနော် ရတယ်လားညီမလေးဟုတ်ရတယ် ဟာရပြီဟာရမို့လေနောက်ပုံရှာရအောင်လားရသိမ်းထားလိုက်မှာဒါနောက်အင်ဂျီရှိသေးတယ်မိုက်လာကြည့်တော့မိုက်ရနော်ဒါငါချီစုံတော့ဘုံငါချီစုံတော့ဟာရဒီတော့လဲလာဟာရငါချီစုံမတားလာဟာစင်ဒရလာလေးနဲ့တူတယ်ဟာစင်ဒရလာလေးအိုးကျမရဲ့ဘွားစင်ဒရလာလေးဘွားတော့ချစ်စရာလေးပါပဲဆိုတော့ဟာရဆရာလဲပြပါအာအေးလိမ့်ပါတယ်ဆရာလာလိမ့်ပါတယ်ဗျာနောက်တစ်ပုတ်အကောင်လာချင်တော့ဒီစရမလာရတကူမှမရှိသေးဟာရကောင်လာဒီဟာတော့ကျမရဲ့ဘွားကျမရဲ့ဝါရန်လာပါတီတေဆိုပေမဲ့ဒိုဒိုโอ้ตราพูดตอนมันเปลี่ยนแล้วตราพูดอาชาแล้วဒီလိုလေးလဲမစိုးပါဘူးဒါတော့ဟိုစနိုးဝိုက်လို့ပုံစံလေးပါနော်ဒါတော့စနိုးဝိုက်ဆိုတော့မြန်မာလူလိုပြောလဲမသိမနင်းမွေးလာမသိနော်စနိုးဝိုက်နင်းဖြူပါလဲဒါတော့ပူလီဝဲသူအင်ဂျီရွေးတာပဲဖြစ်ပါတယ်ဒါတော့မမူအင်ဂျီလာပါဘူးအင်ဂျီလာတိုက်ပုံလို့ခေါ်ရနော်တိုက်ပုံဒီလိုမျိုးဟိုရတယ်ရှေ့ဒါတော့ခြေစုံအင်ဂျီယူရမှာဖြစ်ပါတယ်သူကအင်ဂျီ3တယ်နော်3တယ်ရှိရ3တယ်ယူရမှာဖြစ်ပါတယ်30ကိုဘယ်နဲ့တည်းထည့်ယူရမှာ
နှစ်ထည့်ကြီးอ่ะ နှစ်ထည့် ဘယ်ထည့်တွေကြိုက်လဲကိုလေးဝဲထက်အချစ်ဆုံးအကုန်လိုက်တယ် ဒီအကုန်ရပြီ အေးလေမို့အကုန်လိုက်တယ်လို့အချစ်ဆုံးနဲ့ဘယ်ပါပဲယူပြောတယ်အကုန်လိုက်တယ်ဟော ဒီရလေးယူလိုက်တော့အဖြူလေး อืม ဒီအဖြူလေးပုံနော်အဖြူလေးရတယ်နော်အဲ့ဒါနဲ့ဆိုရွှေရောင်လေးနဲ့ ဟုတ်တယ်အပူ နောက်ကချောင်းနေပါဆိုတော့လေ ချဲလိုက်တော့ငါအရန်နာနေပြီ အခုတကုတ်လေးတိုင်း ဟုတ်ကဲ့ သူကရဈေးထဲကဝင်လာလိုက်မယ်သူတော့ကုတ်ပါနဲ့ အခုကတော့ကုတ်လေးသွားရွေးပါပဲဖြစ်ပါကိုလေးဝဲတူတဲ့ကုတ်ရွေးပါပဲဖြစ်ပါပဲ ရွှေရောင်ကြတော့လေမမရဲ့ရွှေရောင်ကအကွာဒီလိုမျိုးကလာလေးဝှချင်တာအနက်ဝှချင်တာအခုစိတ်တဲ့ကလာလေးရရပါတယ်မိကိုရောင်လို့အဲ့လိုခဲနဲ့တူရရ ခေးရအောင်လို့ပါ ဒီလိုရောင်ဝတ်ချင်တာ အနက်တွေရ အော်โอเคဒီဘက်နဲ့လေးရတယ်နော်ဒီလို ဒီလိုမျိုးအနက်လည်းရအယောင်တူတူ ရောင်လူ နဲ့ ရောင် တော့ရ ရောင်လူရောင်လူကြီးမသွားနဲ့လေ အေးလေဟုတ်တယ်ပါမတော့โอเค ခဲနဲ့လည်းရ ဟုတ်လက်တူလားလက်တော့မတူပါဘူး စိတ်ပြတ်ပြီးပြောတာအရင်ပြည့်ပြည့်နေတယ်ဘယ်လိုချက်ဖြစ်လဲလည်းလေးကတော့ပြည့်တယ်နော်ဘယ်လိုလဲ အော်နဲ့ချာချပါအော်နဲ့ချာပါအေးဒီလေးကအေးဟုတ်တယ် မန်လေးတွိုက်ကြည့်လို့ရတယ်ကို လာတယ်တော့မှန်းသားကြည့် ပြည့်ဒီရောင်လေးတွေတစ်ချက်လိုက်ခံ ရလား နည်းနည်းများလာကိုလိုကောင်းပါရဲ့โอเคရုပ်ခံစီတော့အကုန်လုံးလိုက်နေဟုတ်တယ်နော် အေးဟုတ်တယ်ဟုတ်တယ် အာတော့မဟုတ်ဘူးဓာတ်ပုံအဲ့ရဟိုချီလိုက်မှကန်တယ် အကုန်လုံးပြီးမှမြိုက်ဘူးလားကိုကြားလေးပြည့်နေ ကိုကြားရဲ့တော့ ဟိုဒါဟိုအကုန်လုံးပေါ့ဒီကဒီလိုပုံရဲ့ ကိုကြားကြိုက်လို့ညီမ ဟိုယူကြောင်း အဲဒီမှာကျမရဲ့ချစ်ဆောင်အင်ဂျီဝစ်ချင်နေပါအကုန်ဖြုတ်လိုက်လေအင်ဂျီကိုဘောင်းမိတယ်မြုပ်နော် အကုန်လိုက်နေအကြီးကြီးတယ်နော်အဲ့ဒါအင်ချီဆုံးအကြီးကြီးပြီပေါ့နော်အခုလူတွေလည်းအကြီးဝယ်ဘူးနော် အေးဝယ်ပေးမယ်လို့ အဲ့ဒီမှာစတန်ပါခိုင်း မြင်လို့ မိသား ဟိုခဏလေးမို့အကြိုက်ဝယ်တယ်ခဏစား ဟုတ်ကဲ့ဆရာ မိုက်တယ်ပြီးရနန်သားပြပါလက်နောက်ပြလက်နဲ့ချောင်းနောက်ပြ ကိုရတီဗီကမေးရဟဲ့အဂျပန်လာကိုရမဟုတ်ဂျပန်မြန်မာတီဗီ ဒီဘက်လက်ဓာတ်ပုံရိုက်ပေးမယ်啊，对啊，
တော်တော် တော်ရကြ နောက်တစ်ထည့်နော် အိုးအိုးဘလာကြီးရတယ်နဲရမို့ဟိုကတော့ဒီကာဝယ်ဖြူလေးနဲ့တွဲဖို့တွဲ အဲ့ရဒီကြီးရောက်ပုံပိုင် ဝတ်ဆောင်ယူရဖြစ်ပါတယ်ဒါအဖြူနဲ့လေးမိုင်း ဟုတ်လား ဖြူနဲ့နော်ဒီလိုအဖြူနဲ့ကလာအားကြရင်ဒီမှာတမ်းပြဒီကာဝယ်ဖြူနဲ့လေ အားလာနဲ့တွဲပါလေစောစောတော့အရောဒီရွှေရောင်လေးနဲ့ရှင်မလာနော်ဒီရွှေရောင်လေး ငါဘောမီလည်းတင်နေမိဘူးမကြောက် တက်နေပြီဘာမှမပါဘူး ကျမစစ်လိုက်ပါ ထွက် အားရဆိုအနက်ထမ်းကြည့်အောင် ဘယ်လိုလဲဟောဒါရပြေအောင်တန်ကြီး ရိုက်ပြီ တော့ရအောင် ရပြီလား ငါကထိုင်းလို့ လာမယ်ခွေးရှာပါတယ်ဒီမဲ့လေရပြီနော်ဘယ်လိုလဲအဖိုးအိုကြီးပြုံးပြုံး မတရားရိုက်လဲဆရာ မတက်ရိုက်စရာမလို့ဒီမှာလှပေးတာ မြို့ကုန်းကြည့်နေရ အားကုံကြောက်ရုပ်ကြီးကြတယ်ဒီဘက်လက် အိုးကြီးအောင်ချွတ်တော့ ရပြီတို့တော့ဟာဖုံးလာနေတယ် တော်တော်လို့ အေးခွေးလေးပဲတော့ကောင်းတယ်နောက်တော့တစ်ထဲဘယ်လိုသဘောရလဲ အိုးဒီလိုကကျွန်တော်နိုင်ရတော်တော်ကောင်းအောင်နိုင်ရဆောင်းရဟိုကကျွန်တော်မဆန်တော့ လမ်းပြရကောက်လာ ဟုတ် ရပြီလားမြောက်ဝကြီးကိုတင်ပြီနော်ဒီမှာတာပြီတို့တော့ ကိုရွေးတယ်ကွာโอเคချစ် နောက်တစ်မျိုးနေပါဦးဓာတ်ပုံထဲမှာအဲ့လိုပုံလေးပဲရှင်နေโอเค ဒီနေ့ညဘယ်လိုပို့စပေးတာ တက်လေးဒီဘက်တက်လေးရလားโอเคတရားကြီးမောမနေနဲ့ဘေးကောင်းကြီးရပြီတော့ ဟုတ်ကြ ထားပြီးတော့ရိုက်ပြီမယ်နော်တော်ကြရင်ဘယ်လဲ โอเคမင်္ဂလာပါအားလုံးမင်္ဂလာပါကိုကိုလေးဘွဲ 2 channel နေပြန်လဲကြိုဆိုလိုက်ပါတယ် မရိုက်မယ် โอเคโอเคဟုတ်ကဲ့လို့နေကိုကတော့ celebrity ပါဒါတော့ကိုလေးဘွဲ 2ကိုလေးဘွဲ 2မိုက်ရကြနော်ဒါဒီမလေးကြိုင်လာလေโอเคโอเคတဲ့ဆောင်းမိုက်နေရနော်ဒီနော်โอเคဒီကအမနှစ်ယောက်ပေါ့နော်စီးတင်ပါတယ်လို့ဒီလို ညီမလေးပါပြီလေ ပြီးတော့အင်ဂျီယူလို့ပြီးပါပြီโอ
Okay. အခုကတော့အင်ဂျီရွေးလို့ပြီးပါပြီ။ဘာလို့အောင်မလဲဆိုတော့ make up artist တွေနဲ့တွေ့နေရမှာတွေ့ရပါပဲဖြစ်ပါလေ။ဒါတွေပါတော့ဒီဖို့အောင်နော်။ဟမ်။တော့ဒီဖို့မှာပဲဖြစ်ပါလေ Okay. မြန်မာပုံမှာအဲ့ဒါရှင်ဟိုပထမဝတ်ဆောင်ဒီအဖြူဝတ်ဆောင်မှာလည်းကျွန်တော်မထောက်ကြည့်နော်။ဒီနေ့ရှိတဲ့ကျွန်တော်ခြိုက်ပြပြီ ဖြီးပြီးချပြ ။အခုဖြင်းလိုက်ရပြီးရှိလို့အဲ့ဆိုရင်ရပါတယ်။နောက်တစ်လုံးကိုလည်းလှည့်ရပေါ်စံလေးလုပ်ပြီးနော်။ဒါဆိုရင်မထောက်မနဲ့ခြား ဒါတော့ make up ဆရာနေပေါ့နော်ဒါတော့မီနီမီလေးနဲ့ ဒီမြန်မာဝတ်ဆောင်မှာတော့ဒီမြန်မာစတောင်းအတိုင်းပဲပေါ့။အပေါင်းစတောင်းမှာစမိတ်ဒီစမိတ်ခြိုက်တယ်မခြိုက်ဘူးဒီထုံးရတယ်နော်။မကြိုက်တဲ့ခါလေးကြီး ကြည့်လိုက်မယ်နော် ဟုတ်ကဲ့ ဒီဥစားကြတော့စတော့မထုံးဒီမှာစပင်းကရမ်းရှင်လို့လေကိုရးတွေပါရတော့ဒီလိုနောက်ကလေးမှလေးနည်းနည်းလေးတို့ဒီခောက်ပြီးတော့အောက်ကြကြလေးထုံးတာရှင်းတာဒီမှာဒါစပင်းရှည်နေတော့အဲ့လိုထုံးရတာဆင်းနေပြီအဲ့ဟိုလိုလှမ်းကောင်းကြည့်တဲ့ကောင်းဟုတ်လားဟုတ်ပြီ အစိမ်းလေးပဲစီဒီထိုင်ပုံစံလေးရောသဘောကျလာ တမောကြပါရဲ့ ဟုတ်ကဲ့မိတ်ကပ်တော့အရာမကြိုက်တဲ့အရာလည်းရှိတယ် အဲ့လိုမရှိလေကိုကနည်းနည်းကိုနဲ့လိုက်မဲ့ပုံစံကကြည့်နော် ဒီသူကအသားညူတော့ဟိုကတအားဖြူတယ်ပဲမချမ်းမနဲ့အဲ့လိုမဖြစ်ဘူးဒီနှခမ်းညီကတော့အညူလေးဖြစ်ကြည့်ပါရော အတောက်ကြီးတော့ မိတ်ကပ် အေးဟုတ်တယ်သိရလား ဆိုင်ရံလို့ရှိတယ်ဒီလိုရှိတယ်ဟုတ်ကဲ့တော့တက်တက် အဲ့လိုမျိုးမတောက် ကြိတ်လို့ နည်းနည်းစားအောင်နော်အဲ့ဒါပေါ်တာ မိကလည်းကို ဟာ တက်တက်လို့ပို့ကြွား ဟိုကနဲ့ ပထမဆုံးတက်ကမယ်ဆိုလို့ရှိရင်ဟာတဲ့အစင်ပြောင်းတက်တယ် ဒါမှ မာ တော့ တ ခါမှ မပထမဆုံးတက်တယ်များ ဟုတ်တယ်တစ်ခါမှတောက်ဘူးဘာမှမလုပ် ကြောက်စရာနော်အဲ့ဒါကြီးရတယ်ဒါကတော့ကြောက်တယ် တော်တော်နဲ့လေဒီအရင်ပြင်လာမှမရှိဘူးဒီတော့ပြန်ဆိုအဲ့ဒါကြောင့် သူကအဲ့လိုမျိုးမိတ်ကပ်တွေပါအတွေးကြုံမရှိတော့ကျွန်တော်တို့ကမသိဘူးဗျာအဲ့တော့ခုနကကျွန်တော်ကတော့မြင်တာသူအသားရင်နဲ့လိုက်မဲ့အရာပေါ့နော် ဒီမှာလည်းဆိုလို့ပြင်ထားတာပါဒါမျက်နှာလို့ကပြန် ဆောင်းမွေးအောင်ရင်းနေကြတယ် ညခုံးဝင်နေကြတယ် အားမေးပြီးတော့အားဆိုလို့ရှိရင်မရိတ်ဖဲနဲ့လေးတမ်းပဲဟာလို့ဆွဲပြီးတော့နော် ဒိတ်ရမယ်ဆိုလည်းရေးလိုက်လား ဒီကိန်းလေးရှင်ကနောက်ဆိုလို့ရှိရင်အားဟာလေးအမွေဟုတ်ထထောင်ကြည့်အောင်လို့ထိုးထိုးဖက်လာတယ် တစ်ခါတလေကျရင်တော့ညီမလေးတွေပါလေဒိတ်ပြီးတော့ဖြစ်နေတာသူကဒီဖက်လာတော့မထောင်ပါဘူးကြားတဲ့ခါလာတယ် အားဆိုလိုလို့ရှင်ကရေးတယ်နော်ဒီတိုင်းလေးဆွဲလို့တာမယ်ဆိုလို့ရှိရင်လည်းဆွဲတယ် အဆင်ပြေလို့ ကျွန်တော်ကအမှန်ပြောအတွေ့အကြုံမရှိဘူးဗျာအဲ့လိုမျိုးဟာတွေအတွေ့အကြုံမရှိဘူးအဲ့တော့အမတို့ဒီလိုမျိုးဟိုပြောမဲ့ဟာကြောင့်ချစ်ကောင်းကျွန်တော်အတွေ့အကြုံမရှိဘူးเนาะအဲ့လိုမျိုးတော့မကောင်းတာတွေကောင်းတာတွေကသိရမှာဟုတ်သိရမှာ အဲ့ဒီနေ့နေ့ကတော့ဒီကားကိုရှမ်ပူနဲ့ပဲဆွဲလာခဲ့ပြီးပေါင်းစုမတော့နဲ့နော်ရှမ်ပူနဲ့ပဲပြီးတယ်ဆွဲလာခဲ့ပြီးဘာမှမလုပ်ဘူးအပေါ်ကနေနှချမ်းမွေးဘစိတ်နဲ့ရေးဖို့ ဟာရေးပါကျွန်တော်ဒီလိုမျိုးပုံစံတစ်ပုံရိုက်ချင်အမရကျွန်တော်နှမျိုးနှခမ်းမှုတွေအများကြီးရှိတယ်နှမျိုးလိုက်တယ်ကျွန်တော်ရိတ်လိုက် မရိတ်လဲရဘူးဒီပုံစံနဲ့ကိုသဘောကျကြိုက်တယ်ဆိုမရိတ်လဲပုံထွက်လာတော့မှာနော်ဖျောက်ပေးပါပါညာလို့ဒီတက်နေတော့မဆန်တော့ โอเคရိတ်အောင်နော် ရေးချင်တယ် ရိတ်တော့ရုပ်တားခန့်ပါကျွန်တော်ရိတ်လို့ရှိမကောင်းတာတအားငေတော့လို့ခန့်တာခလေးလို့ရှိတယ်โอเค လက်သေးယူပါရ နေရောက်တော့တကယ်လို့ကိုယ်ကလည်းမျိုး private တီးတံပေါ်လို့ BNB လို့တက်တက်ရှိရပါတော့။ဒါလို့ကိုယ်က BNB လို့ဝယ်ချင်တယ်ဆိုလည်း BNB လို့ထပ်ပြီးတော့ဝယ်လို့ရပါတော့။သူကတော့ကိုယ်သားဝယ်စီ BNB လို့ကျတော့ဘာကွာပါလဲဆိုတော့ menu ကကျတော့ဟင်းတစ်မျိုးပို့ရမယ်။ပြီးတော့ coffee snack တွေအဲ့လိုမျိုးပို့ရမယ်။တစ်ခုကဘာဖြစ်သွားလဲဆိုတော့ makeup ပြင်လို့ရှိရင်မမဒီ standard ဆိုရင်ဒီအများကြီးတူပေါ့မနေ့ပြန်ဆို shooting များတဲ့အတွက်ဒီအများကြီးတူဒီ standard makeup နဲ့မှပြင်ရမယ်။ဟိုစားနဲ့လည်း standard cross နဲ့ခန်းနေမှာပေါ့နော်တကယ်လို့ BNB menu BNB ခန်းယူမယ်ဆိုရင်BNB ခန်းထဲမှာမ makeup ပြင်တာဝယ်စားနေတာအခုမှအခု blog တွေပါရိုက်ချင်နေဆိုတော့ရိုက်လို့ရပါ makeup ပြင်တဲ့ look တွေပါဆိုတော့ဒီစကားလေးသိတဲ့ရတယ်ဆိုမှဆိုရင်ရှုပ်ကျေးဇူးတော် ဟိုကနေလောနဲ့ယူမလာဒီတိုင်းပဲလို့တမီးကဘာမှမဖြစ်ဘူးလို့သူကဟိုကလိုက်ရိုက်ကြည့်ရတယ်ဒီတိုင်းပဲရိုက်လိုက်တယ် ဟာ
ဒီဘယ်လိုလဲ ဒီမှာဆိုတော့မမပြအနေနဲ့ပေါ့နော်မိတ်ကပ်ပြင်နေပုံလေးတွေပါလေးရေးပြီးရပါလို့မမိတ်ကပ်ပြင်နေကိုခဏဆောင်ပေးရမှာဆိုတော့ဒီမှာခဏထိုင်ဆောင်နေကိုရိုက်ချင်တယ်ပါလေနေနေနေတီးတန့်ဖြစ်သွားတာပေါ့ဟိုမှာကျအပြင်တွေပိုင်းရှိတော့မိတ်ကပ်အတီးရဲ့မိတ်ကပ် assistant ရဲ့ကိုနဲ့မှဒီရောက်ပဲရှိတယ်ခိုင်းနေမှာ ဒီမှာလား အဲ့ဒါဘလား သူတို့ကိုတောင်းပွဲပေါ့တကယ်လို့မတို့ဟိုသမင်းစားနားတဲ့အချိန်နဲ့ခိုင်းနေမှာအေးစေးနားတယ် TV တွေပိုင်းအကုန်ပါပြီးတော့ဟိုဒီလိုနားမယ်ဆိုတော့ဒီလိုလုပ်ပြီးမှလည်းနားမှာ standard ဆိုမျိုးပေါ့ ရှင်ပါ ဘယ်ယူအဲ့ဒါဘယ်ယူတော့ အဲ့ဒါပဲ ဒါပဲနော်ဟုတ်ပါစေမင်းနူးလေးရေးပေးပါဦးနော်ကိုလည်းမခရလေးမြန်သုံးဆောင်လို့ရှိ ကတောင်းစားမှသမီး တကယ်လို့မတို့မကြိုက်ဘူးဆိုရင်လည်းအပေါ်ချင်းပြီးဆိုရင်ချင်းပြီးနော်အဆင်ပြေအောင်လို့ အဲ့တော့သမီးကျွေးတာပဲဖြစ်ပါတယ်သမီးကတော့ဒီဟာယူမှဘူးတို့ဝတ်သားမဆောင် အချက်သားစားတယ်မကြက်ဝဲရတယ် အဲ့သမီးပေါင်း ကိုလိုရထမင်းပေါင်းစား သမီးပေါင်းစား တမီးတဲ့ထမင်းတော့စား ဟုတ်ကဲ့ ကျားစားတယ်မကိုစားသူကထမင်းပေါင်း ဟာမတူပရှုထမင်းကျော်နော်ထမင်းကျော်ကစက်သားတော့ဝတ်သားလို့ ဝတ်တန်း ဝတ်သားထမင်းမောင်း ချက်သားတယ် စက်တန်း ဒီဟာလေးပြန်နော်ဒီဟာလေးကျတော့ကိုယ်ကရှူတင်နေပါပြီးသွားလို့ရှိရင် training event ရခဲ့လို့ရှိရင်ဒီမှာရုံနေတဲ့ရုံးမှာပဲလောက်ရမယ်ဆိုသိစီချောင်းလေးပါမှာဟုတ်သူကအရင်ကဆိုရင်တော့ညီမတို့ Royal Daily နဲ့ချိတ်ဆက်ပြီးအပေးပေါ့နော်အခုက Royal က2ပေကျော်တဲ့ပေါက်တွေလက်မခံတော့လို့တကယ်လို့ကိုယ်နဲ့မှလာယူဖြစ်တယ်ဆိုလဲလာယူလို့ရတယ်အဲ့လို mobile တစ်စီနဲ့ပို့ပေးပါဆိုလဲညီမတို့ဘက်ကနေတစ်စီစီလုံးတွေပဲစုံစမ်းပြီးတော့ပို့ပေးရပေါ့နော်ဒီကြားမှာမအားသေးလို့ခဏတိမ့်ပေးတာပါဆိုလဲ6လတိတိတင်းထားပြီ ဟုတ်ကဲ့ ဒီက6လကျော်ဝိုင်းကြတော့မသိမ့်ပြအောင်မသိမ့်ပြီးဟို frame လေးအစ်စ်တွေထည့်ရောက်တဲ့ခါကျရင်ကျိုးတာပေးရပြင်မှာဆိုလို့အဲ့ဒါကြတော့အခုရိုက်ပြီးဘယ်နေရာမှရတာလဲမသိ ပုံမှန်ဆိုအခုမနေ့ပြန်ကိုနေမှာ shooting ရိုက်ပြီးသွားလို့ရှိရင်တစ်ပတ်အတွင်း selection ပြန်လာရတယ်နော်ရေဒီတာပုံလေးကိုreader ပြင်မဲ့ပုံလိုက်တင်ပြင်မဲ့ပုံယူမဲ့ပုံပြန်လာယူပြီးယူပြီးသွားလို့ရှိရင်ထပ်ပြီးအဲ့မှာကိုနေမှာ local ပေါ့ဒီလိုဟိုဘက်ကလိုဘောင်မျိုးလေးတွေဝယ်လို့ဆိုတော့တစ်ပတ်အတွင်းရမြင်နေပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲ overseas princess တွေပါလို့ရှိတယ်အဲ့လိုမျိုးဝယ်ဆိုတော့တလာဝဲဝင်ကျင်လောက်တော့ချာ Evan တို့ overseas princess တွေကြောင့်တလာဝဲဝင်ကျင်လောက်တော့ချာ process ကတော့မှတလာဝဲ2လနီးပါးလောက်ဆိုရင်တော့ပြတ်ပါတယ်ဒီကကိုနဲ့မှ confirm ပေးရတယ်မြင်နေအဲ့ဟိုမှာ selection ရွေးပြီးသွားလို့ရှိရင်တစ်ပတ်လောက်နေလို့ရှိရင်ဟိုကိုနဲ့မှပြင်ထားတဲ့ပုံလေးဟို try နေလေးဖက်ပါဘူးကိုပေးတဲ့ခါကျရင်ကိုနဲ့မှသဘောကျတယ်ပြင်ရမရှိတော့ဘူးဆိုရင်တော့မြင်တာပေါ့နော် process ကအဲ့လိုမဟုတ်နည်းတော့ပြင်ပေးပါဦးဆိုရင်ဘက်ကပြင်ပေးတဲ့ခါကျရင်တစ်ပတ်ပြင်ကြတာပေါ့အဲ့လိုမျိုးပေါ့ကိုဖမ်းပြရမြင်လေး process မျိုးโอเคရဆိုပြီးဓာတ်ပုံရတဲ့လူနဲ့ဆရာနဲ့လာတွေ့တာပဲဖြစ်ပါတယ်စကားတွေပါတော့ကီပဲဖုံးပါဗောနော်ဒါတော့ဆရာမကြီးပါလားပြီးတော့ပါပြီဒီနေ့ဖို့ပါနော်ပြန်တော့မှာဖြစ်ပါတယ်မရချင်တော့မယူတဲ့ပက်ကစ်ပေါ်မှာမူတည်တယ်အေးအဲ့ဒါပါလေအဲ့လိုပုံပုံလေးဒီလိုပတ်โอเคဒီလိုရှိရ เนี่ยဟိုတက်လိုက်တော့မလားတက်လိုက်မယ်နော်ကြည့်ပြပါဒါတော့ဟိုမှာကြည့်မှာဟိုမှာအဲ့ဒါအမှန်တော့နေတာဒါထီးသွားတယ်โอเคဒါတော့တေးပေါ်တာပဲဖြစ်ပါတယ်ဆော့ပြတော့မယ်ဘူးလေးဘက်တို့တွဲပြန်တော့မယ်ပြန်တော့မယ်ဆိုတော့
အဲ့နေရာတည်တယ်ဟုတ်ပါ ပြက်ဒီလိုမျိုးမှာအော် ပူလိုက်တာပါလိုက်တူဒါတော့ပြ အဲ့မနဲ့9နိုင်ဆိုအစောကြီးလာမှာဟုတ်လားနော် အေးခုနရောက်လို့ရှိတယ် ဘယ်နိုင်တော့လား ခဏလား ဟမ် ခုနဆိုတာရှင်းလိုက်ရှင်းလိုက်ရှင်းလိုက်ခုနကခုနက ရှင်းနိုင်လို့လာမရတော့ ရှင်း ဟုတ်9နိုင်တော့လာမရမှာပေါ့ โอเคโอเคအဲ့ဆိုပြန်သွားပြီပေါ့နော်ပူလို့တော့ပြန်သွားပါပြီဖြစ်ပါတယ်ပြန်ရောက်မှဗီဒီယိုပြန်လောက်ရအောင်ဒါတော့ဗီဒီယိုနဲ့ပြန်သွားတာပဲဖြစ်ပါတယ်ပူလို့တော့ပြန်သွားပါပြီမနေ့ကမှတစ်ဖန်ထပ်လာအောင်ပဲနော်မနေ့ကမှတစ်ဖန်ထပ်လာအောင်ဖြစ်ပါတယ်ဒီကွာဒီလောက်ပဲပါပြီးတော့ငါတို့လာတော့တရားမရှိတာဒီဟာပြကားကြလားအာ